အားလုံးနဲ့မောင်လေးပါအားပြေးနေရပါတုံးဒီနေ့ဆော့နေရကတာဝန်နေရတော့ပြီးကြမှာပြမယ်နော်ပြလေးပဲရင်ဆော့ဒီမှာပါလို့စာကြနာရတာဝါလေးပေါ့နော်အဲ့ဒါခုံပြထားပါသမီးတုံးခုံပြထားတဲ့ဟာလေးကတော့အဲ့ဒါလေးပါကဲဝင်မယ်အဲ့ဒါကအဲ့လိုမျိုးစီးဆက်တွေနဲ့တွားရမှာမဟုတ်ပါဘူးဒါကတကယ်ဒီလိုမျိုးတွားရတဲ့ခါမှာ join air နဲ့ဆင်ပြီးမ join တော့လို့တော့မ join တော့လို့မ join ရပါဘူးတုံးခဏတော့ကတာဝန်နေပြောပြလိုက်တယ်နော်ဟို930ဆိုရဟာနေတူပါပဲဒါမဲ့အဲ့ဒါကြောင့်ခက်တဲ့ဟာတွေပဲပေါ့ဒါလေးကကျတော့ဒီကမျိုးပုံစံနဲ့ပဲခေါ်အောင်တော့2920စနစ်ဘယ်လောက်ဒီပါမလဲသုံးမသိပါဘူးခုံနေရတယ်အဲ့ဒါခုံတော့မနေ့လောက်ကလေးဟုတ်တယ်မနေ့လောက်ကလေးခေါ်အဲ့မတင်စကားပြောနေဒီအောင်ရောက်တော့ပါပြီဒီမှာ inventory တွေလည်းရှိရဆိုVPN ပြုတ်သွားပြီထင်တာပဲဝယ်ရ free ထင်ပြီးအားရပါရယူနေတော့ဟုတ်တယ်ဝယ်ရတာokay ပြီးတော့ဒီတော့တခြားတော့အောင်နောက်ကျမှခုံကြပါမယ်အမှန်ကတော့ဒီလိုပါထက်တာကဲပြန်ဘယ်လိုလဲဆိုတော့ဒီနားလေးမှာတော့ညာမှာ open ဆိုရဟာရှိအဲ open ကိုနှိပ်လိုက်ပြီးတော့အဲ့မှာ line နဲ့ကုန်တီရဲ့ဝင်လို့ရတဲ့ဟာနဲ့ပါတယ်အဲ့တော့နှိပ်ပြီးတော့အဲ့လိုမျိုးသွားလိုက်မယ်ဆိုရင်တော့200ကျော်ထိရောက်ပြီပါတယ်200ကျော်ထိရောက်ပြီခဏကြောင်ဒီဟာကျတော့ကုတ်မလို့ဘူးနောက်ကနေတိုင်းလှည့်အတိုင်းလုပ်လိုက်ခဏလို့မရသေးခဏရပြီရဆိုဒီဟာကိုနိုင်အောင်ဆိုရပါမယ်အဲ့ဒါ2000ကျော်ထိပေးပါတယ်အားကြောင့်လည်းဒါမဲ့တော့မနေ့ကလေးကစုံနေရပါဒီဟာဟုတ်ပါတယ်မနေ့ကလေးကစုံနေရပါဘိုင်ဘိုင်ကြည့်ရှုအားပေးတဲ့အားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်ရှင်ဒါဆော့လက်စနဲ့ရိုက်ထားမှလို့သိခံပြီပါနောက်နေ့ကြလို့ရှိရင် Avey တို့ Dandy Walk တို့လေ Glory Garden နဲ့ Steve တို့ဆော့လာလီလာပါမယ်နော်တော့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြအောင်နော် bye bye